ဒီနေ့ Honda Accord 2010 model နော်ဟောဒီအပေါ်လက်ကင်လေးနော်အဲ့တော့ဘယ်လိုဖြုတ်မလဲဘယ်လိုတက်မလဲဆိုတော့ကျွန်တော် sharing လုပ်တော့မှဖြစ်တယ်နော် Okay ကြည့်အောင် Okay ကဲအရင်ဆုံးကတော့ကျွန်တော်ပါလို့လဲကြောက်လဲလို့နော်ကြောက်လဲလို့မယ်ပြီးရင်ကိုရီးယားတောင်းလေးမှတော့ပေါက်လေးတတိရှိတွေ့လားဒီပေါက်လေးထိုးလိုက်ပါနော်ထိုးပြီးဒီနေ့ကလောက်လိုက်PPP နော် weight of Okay တစ်ဖက်ကကင်ထားတာမလို့နော်နည်းနည်းလေးကြာတော့တယ် Okay ရေးတယ်ပါတွေ့လားရေးတဲ့ချင်းလာကြိုက်နေတယ်ဟာခဏလေးချိန်ကြိုက်တယ်ဝင်ဒါလေးနော်ဒီကောင်ခဏတင်ထားမယ်ပြီးရင်ကျန်တဲ့တစ်ဖက်နော်ကျန်တဲ့တစ်ဖက်လေလားရူပါပဲနော်အပေါက်ရှိရင်ထူးမယ်တွေ့တဲ့ပေါက်တော့ဆွတ်မထူးနဲ့နော်ပေါက်ရှိတယ်ဆွတ်မထူးရဘူးဟုတ်လားထူးပြီးကလောမယ်โอเคထွက်လာပြီကဲထွက်လာပြီးရင်ဟိုဒီမှာလောက်ကလေးရှိတယ်ဒီကောင်တန်လေးနဲ့โอเคအဲ့ဒါကိုဖိလိုက်ပါဖိမယ်နော်အဲ့ဒါကိုဖိလိုက်ပါပြီးအောက်ကကောင်လေးအလားတူပဲအပေါ်မှတင်လိုက်ပါဆွဲနှုတ်လို့ရပြီတွေ့လားပြီးရင်ကျွန်တော်လက်လေးနဲ့တာလေးညှက်လိုက်ပါလက်နဲ့ညက်ပြီးဆွဲနှုတ်လိုက်နော်တွေ့လားโอเคဒါဖြူနည်းလေးရှင်းရင်းလုပ်တာဖြစ်တယ်ပြီးရင်ကျန်တဲ့တစ်ဖက်ကမှဆွေးနေရတွေ့လားကျန်တဲ့တစ်ဖက်ကသူ့ကိုလွယ်ကူလေးကဲဒီမှာလုံးမယ်ကဲမျိုးရီဒါရီယာဆိုင်တော့ပြင်စရာမလို့တကယ်လို့ကျိုးပဲ့နေရင်ဖြုတ်ပြီးတော့ကိုယ့်ကိုတက်ကြည့်ပါကဲတက်နည်းလေးကျွန်တော်ပြန် sharing လုပ်သွားမယ်နော် sharing လုပ်သွားမယ်တခါတည်းတက်နည်းပါတင်ပေးလိုက်မယ်နော် share ပေးလိုက်မယ်ဘယ်လိုပြောမလဲကဲဆောနာဖြုတ်ထားတဲ့ဟာကဲဒီကောင်ကိုစီမဒီနော်ဒီဘူးโอเคကဲဒီကောင်လက်ကင်နော်ကဲမှာထိမိမလို့ရှိတယ်ကဲလက်ကင်ကဲဒီမှာနော်ဟောဒီကောင်ကိုပြန်တက်တဲ့ခါကျနော်ညက်ပြီးတော့ထည့်ပါတွေ့လားမညက်ပြီးတော့ထည့်ပါဒီမှာပေါက်ပါတယ်နော်ဟောဒီပေါက်ကဟောဒီကြားထဲမှာညက်နေရမယ်အပေါ်ရောအောက်ရောနော်တွေ့လားအပေါ်ရောအောက်ရောညက်နေရမယ်ကြားထဲမှာဝင်နေရမယ်သူ့အပေါက်နဲ့သူနော်သူ့ဟာနဲ့သူကဲညက်ပြီးထည့်လိုက်မယ် click ဆိုဝင်သွားပြီနော်တွေ့လားဝင်သွားပြီโอเคကျန်တဲ့ပြီးရင်နောက်တစ်ခုကဲဒီကောင်လေးအတူတူပဲနော်လားတူပဲနော်ညက်ပြီးရင်ဒီကောင်ကိုထူးထည့်လိုက်မယ်နော်တွေ့လားကဲတွေ့တယ်နော်လေးဖြည့်ပြီးစမ်းအောင်တစ်ချက်လောက်ဖြည့်ပြီးမယ် click ဝင်သွားမယ်ကဲဝင်သွားပြီးရင်ဆွမ်းကကျွန်တော်ဖြုတ်ထားတဲ့ plastic လေးနော်ဟောဒီကောင်လေးကိုသူ့ပေါက်နဲ့သူထည့်လိုက်မယ်ထည့်ပြီးရင်အဆုံးထိဖိလိုက်ပါပြီးရင်တစ်ခုပြီးတော့ရနော်ကဲကျန်တဲ့တစ်ခုကအလားတူပဲနော်အဆုံးထိထည့်ပြီးပါဖိလိုက်ပါโอเคဒါဆိုပြီးသွားပြီနော်ကဲပြီးရင်ကျွန်တော်ပြန်တက်မယ်မှပေါက်နော်သူ့ပေါက်နဲ့သူရှိတယ်သူ့ပေါက်နဲ့သူထည့်လိုက်ပါနော်ထည့်ပြီးရင်ကဲအပေါက်တဲ့တော့မို့လားတဲ့တော့ဖိထည့်လိုက်ဖိထည့်လိုက်လောက်ကြပါမှာနော်ဖိကျင်နဲ့ဖိထုတ်ကျင်နဲ့သူတွေ့လားမှာကဲမြဲနော်အတကုံဆွဲတော့ကြုတ်မကြောင်နော်ကဲကြည့်ရှုပေးတဲ့ဘော်ဒါတွေအမျိုးတွေအားလုံးကျေးဇူးတင်တယ်နော် like share subscribe လေးနေပေးဖို့မမေ့ပါနဲ့နော်ကဲနောက်ဗီဒီယိုမှာလည်းဆက်လက်ပြီးတော့
ပြန်လဲစုံတွေ့ကြမယ်ဆက်လက်အားပေးပါဦး okay thank you ပါ see you guys bye